ဒါလေးက Canvas ကအခုအသစ် function ဖြစ်တဲ့ sheet ဆိုတဲ့ဟာကိုစံပြထားတာဖြစ်ပါတယ်။ပထမအဦးဆုံး create sheet ဆိုပြီးတော့နှိပ်လိုက်ပေါ့နော်။နှိပ်ပြီးသွားလို့ရှိရင်အထဲထဲကိုရောက်သွားမယ်။ရောက်သွားတဲ့အခါကျရင်သူ့မှာtemplate ရွေးလို့ရမယ်ပေါ့နော်။ဒီမှာဆိုတစ်ချက်က expense tracker ကို template ရွေးပြထားပါတယ်။ပြီးတော့ဒီမှာနာမည်ပြောင်းလို့ရတယ်။ပြီးရင်နောက်တစ်ခုကဒီမှာသူက category ပေါ့နော် option လေးတွေထည့်လို့ရတယ်။ link လေးတွေကိုပေါ့နော် outside link လေးတွေကိုဒီမှာလာပြီးတော့ attach လုပ်လို့ရတယ်ပေါ့နော်ဒီမှာတစ်ချက်ထည့်ပြထားပါတယ်ပြီးသွားလို့ရှိရင်တော့ date တွေရွေးလို့ရတယ် description တွေပြောင်းလို့ရတယ်ဒီမှာဆိုတစ်ချက်ပြောင်းပြထားတာပေါ့နော် amount တွေသွားပြီးတော့ထည့်လို့ရတယ်ပြီးသွားလို့ရှိရင်အောက်မှာပေါ့နော် formula ပေါ့ Excel မှာသုံးတဲ့အတိုင်း Excel တို့ Google Sheet တို့မှာသုံးတဲ့အတိုင်းပေါ့နော် formula လေးတွေလာထည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကဒါအပြင်မှာပေါ့နော်ဒီ sheet ကို create လုပ်ကြမလို့ပဲ design တွေပါဒီမှာလာပြီးတော့ထည့်လို့ရပါဘောနော်ဒီမှာဆိုရင်သူက existing function မှာဒီချက်ဒီမှာ function add option ဆိုပြီးတော့ဗောနော် new option ဆိုပြီးတော့အသစ်တစ်ခု testing create လုပ်ပြီးတော့လည်းထည့်ပြထားပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကဒါဒီထဲမှာပဲလွယ်လွယ်ကူကူပေါ့နော် drop down list လေးကိုလုပ်လို့ရတယ်ပေါ့နော်ပြီးရင်တော့ color တွေအကြောင်းတွေချိန်လို့ရတယ် icon လေးတွေထည့်လို့ရပါတယ်ဒီမှာဆိုရင်အသစ် row တွေကို add လို့ရပါတယ်နောက်တစ်ခုက magic chart ပေါ့နော် magic chart ထဲသွားလို့ရှိရင်သူကဒီ data ပေါ်မှာ sheet ပေါ်မှာရှိတဲ့ data ပေါ်မှာမူတည်ပြီးတော့ဒီမှာဆိုရင်တော့နော်သူကသူပေါ့နော် auto create လုပ်ပေးပါတယ်ဒီမှာတစ်ချက်နှစ်မျိုးလေး chart ကိုထည့်ပြထားတယ်နောက်တစ်မျိုးကိုလည်းထပ်ပြီးတော့သွားလို့ရပါတယ်ဒီချက်အပေါ်ကဒီမှာ magic ဟိုဟာလေးနှိပ်လိုက်တာနော်အဲ့တော့ဒီချက်ဒီမှာ pie chart လေးကိုလည်းထည့်ပြထားရပေါ့နော်အဓိကတော့ကိုထည့်ထားတဲ့ data လေးနဲ့စမ်းပြထားတာပါ Excel file လည်းထုတ်လို့ရပါတယ်စမ်းကြည့်နော်